Hello အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Sam နဲ့ Annie ကိုဘယ်လိုသုံးရမလဲဆိုတာလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့က Sam ကို positive statements တွေမှာအသုံးပြုပါတယ်ဥပမာအနေနဲ့က I have some friends in Dubai နောက်မှာ Dubai မှာတကယ်ချင်းချိုရှိတယ်လို့ပြောလို့ရပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့က There is some water in the border ရေပူထဲမှာရေချိုရှိတယ်ဒီလိုပြောလို့ရပါတယ်နောက်ထပ်ဘယ်လိုအခြေအနေမျိုးမှာသုံးလို့ရလဲဆိုရင် offer ကမ်းလှမ်းမှုတစ်ခုခုလုပ်တဲ့အခါမျိုးမှာအသုံးပြုလို့ရပါတယ် Would you like some tea မင်းလက်ဖေးတောက်မှာလားဒါမှမဟုတ် Would you like some tea or coffee လက်ဖေးလား coffee လားတစ်ခုခုမင်းပါတောက်ချင်လဲဒီမျိုးပြောလို့လည်းရပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့က request လုပ်တဲ့အခါမျိုးမှာ Sam ကိုသုံးပါတယ် Could you please give me some information about the job vacancy အလုပ်ခေါ်စာနဲ့ပတ်သက်ပြီးသိထားရမယ့်တဲ့အချက်လေးတွေကိုကျွန်တော်ပြောပြပေးနိုင်မလားဒီလိုမျိုးလည်းပြောလို့ရပါတယ် Can I have some sugar တခြားအနေငယ်တော့ရနိုင်မလားဒီလိုမျိုးလည်းပြောလို့ရပါတယ် Annie ကိုတော့ negative statements တွေမှာပဲအသုံးပြုရမှာပဲဖြစ်ပါတယ် I didn't buy any car last month ရှေ့လကငါဘာကားမှမဝယ်ခဲ့ပါဘူးဒီလိုမျိုးပြောရမှာပဲဖြစ်ပါတယ် Mom, there isn't any milk left in the fridge. ရေခဲတတာထဲမှာဘာနွားနို့လက်ကျန်မှမရှိတော့ဘူးဒီလိုမျိုးပြောရမှာပဲဖြစ်ပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့က Annie ကိုမေးခွန်းဝကြပြီးပြုလုပ်တဲ့အခါမျိုးမှာပဲသုံးပြရမှာပဲဖြစ်ပါတယ် Do you have any questions မင်းတို့မှာမေးစရာတစ်ခုခုရှိလားဒီလိုမျိုးပြောရမှာဖြစ်ပါတယ် Dad, is there any food to eat? I am starving now. စားဖို့တစ်ခုခုရှိလားအဖေသမီးအရန်ဖိုက်စားနေပြီဒီလိုမျိုးပြောရမှာပဲဖြစ်ပါတယ်နောက်ဆုံးဥပမာတစ်ခုအနေနဲ့က Annie ကိုကန့်သက်ထားမှုမရှိတဲ့အခါမျိုးတွေမှာအသုံးပြုရမှာပဲဖြစ်ပါတယ် You can choose any books you like မင်းနှစ်သက်တဲ့ဘယ်စာအုပ်နေနဲ့မင်းရွေးချယ်နိုင်တယ်ဒီလိုမျိုးပြောလို့ရပါတယ် You can take any bus they all go to the city center ဘယ်ကားအနေနဲ့မင်းစီးသွားလို့ရတယ်အဲ့ဒီကားတွေအားလုံးကမြို့ထဲကိုရောက်တယ်အဲ့လိုမျိုးပြောလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကနေအကျိုးတစ်ခုရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာနောက်ထပ်ဗီဒီယိုသင်ခန်းစာလေးတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ